လေသမားတယောက်ဟာကြွက်တကောင်ကိုစံဦးထဲပစ်ချလိုက်တယ်ကြွက်ဟာနေရာအနှံ့မှာရှိနေတဲ့အစားအစာတွေကိုကြည့်ပြီးအယမ်းကိုပျော်ရွှင်သွားခဲ့တယ်ရှာဖွေရုန်းကန်စရာမလိုစူးစမ်းစရာမလိုဘာဖြစ်အားမှလည်းမရှိဘူးဟာဒီလိုဘဝမျိုးကိုအလွန်နှစ်သက်သွားတယ်နေတိုင်းစားလိုက်အိတ်လိုက်စားလိုက်နဲ့ပေါ့ရက်တွေတစ်ရက်ပြီးတစ်ရက်ကုန်လွန်သွားပြီးနောက်ဆုံးမှာတော့စံဦးထဲမှာစမ်းစစ်အနှဲငယ်ပဲကျန်တော့တယ်ကျွတ်ဟာစံဦးထဲကနေခုန်ထွက်ချင်ခဲ့ပေမဲ့သူကိုယ်တိုင်ပိတ်မိနေပြီဆိုတာကိုသိလိုက်ရတယ်ဘလို့မှခုန်ထွက်လို့မရတော့သူကိုယ်တိုင်ပဲဒီလောက်အိမ်ထဲမှာသူ့ကိုယ်သူပိတ်လောင်မိခဲ့တယ်လို့ဖြစ်သွားတာပေါ့ငတ်မို့ပြီးသိဆုံးသွားတဲ့အထိကျွတ်ဟာနားမလဲခဲ့ဘူးအဲ့ဒီလိုပဲရေတူပျော်ရွှင်မှုကိုမှတ်မောခြင်းဟာတသက်တာကိုဒုက္ခရောက်စေရဆိုတာအန္တရာယ်ရှိဆုံးအရာဟာလေပြင်းမှုတိုင်းမဟုတ်ပဲဘာဖြစ်အားမှမရှိတဲ့တသောတာရှိမှုပဲဖြစ်တယ်။ရှိလာတဲ့လက်ဆောင်မှန်သမျှဟာလည်းဝယ်ရမှာတန်မိုးသတ်မှတ်ထားပြီးသားဖြစ်တယ်။စံအိုးဟာစပက်ကြီးဖြစ်နိုင်တယ်လို့တင်းချိုင်းလည်းဖြစ်နိုင်တယ်။ဘဝဆိုတာလည်းဒီလိုပါပဲ။ဘဝကဘာမှအားစိုက်စရာမလိုပဲလွယ်ကူနေတယ်လို့ခံစားရတဲ့အခါမင်းဟာနှိမ့်ချတဲ့လမ်းကိုရှောက်နေတာလည်းဖြစ်နိုင်ပါတယ်